မတမတန်တရုတ်တင်ပြစရာပကြီးဆရာဇလံတပုတ်ပင်အလှကဗျာပန်းမျိုးပေါင်းစုံပွင့်ကူကြအလှဥယင်အခုရင်လူရှာလူစားရုပ်သွင်းဆင်းလာမှုချူနေညူရပြောရသူကဘာမှာသူလိုရင်ကုသိုလ်ထူးသူရှိမှုမခါစိတ်မှဆွဲပြောမြေပြောကားအိုးပဲပကြီးဆရာကြည်သာချမ်းမြေနှလုံးဝန်တွေ့ချင်နာမာလူစားရုပ်သွင်းဆင်းရဲလာမှုချူသူနဲ့ညူရပြောရသူကဘာမှာသူလိုပင်ကုသိုလ်ထူးသူရှိဘူးမခါစိတ်မှဆွဲပြောမြေပြောပါဟိုးပဲပကြီးဆရာကြည်သာချမ်းမြေနှလုံးဝန်တွေ့ချင်နာမာချစ်ကိုကိုဝဲရင်ဝဲသိစီချစ်ကြီးချစ်တဲ့ပကြီးဆရာချစ်သူမျက်နှာလာဝပုံနိုင်မွေးတဲ့ပန်းအေးတဲ့ဆန်းသမားတင်လာကချစ်သူဝေးမဲ့ပန်းလာလာမြင်ပန်းတင်တတ်တဲ့ချစ်သူကကွဲကွာအသေးနာနာရင်မနေနဲ့ချစ်ရဝဲမကြုံရှာပမာနိုင်ဆန်းပြရသူမှာစမ်းရည်လဲမအေးပန်းတွေလဲမမွေးကျက်တီပြာလာဝါဒီပင်တိမ်ဆိုင်တင်ရဲ့ဘုံအုပ်လေးသည်ပမာချစ်သူမျက်နှာမြင်လို့တွေ့လို့မဲ့ခုခါခွဲခွာဩသူမသေးနာတတိပညာမနေသာစီအလားချစ်သူရုပ်တွင်အလှဆင်ကရေရှာပကြီးကားလေးတစ်ချက်သူစိတ်နဲ့မဟတ်နိုင်လေသည်သာချစ်သူမျက်နှာကိုအမြဲမြင်လို့တွေ့လို့ရတယ်ဆိုတဲ့ပကြီးဆရာဟာချစ်သူပြစ်ခွာပြေးပြီးတဲ့နောက်သူတတ်တဲ့ပကြီးပညာနဲ့ချစ်သူရုပ်လွှာကိုလှရကြိုးစားပြီးရေးရှာပါတယ်။ဟောဒါပေမဲ့လည်းရုပ်လွှာရဲ့တနေရာမှာတော့သူစိတ်ကြိုက်မရှိခဲ့ဘူးလေ။အဲ့ဒီခါကြာကြတော့ချစ်သူရုပ်လွှာကိုပြန်လဲဆန်းစစ်ကြည့်မိပြန်မယ်ဆိုပါတော့။ချစ်သူမျက်နှာမြင်လို့တွေ့လို့ပဲမဲ့ခုခါခွဲခွာဩသူမသေးနာတတိပညာမနေသာစီအလားချစ်သူရုပ်တွင်အလှဆင်ကရေရှာပကြီးကားလေးတစ်ချက်တော့သူစိတ်နဲ့မဟတ်နိုင်လေသည်သာမျက်လုံးအစုံမျက်ခုံးအစုံနာရန်သွေးအလားတူစွာတူသည်သာနှခမ်းလွာကြပြန်နော်အသေးလူအသက်လူချစ်တဲ့မောင်ရင်နှခမ်းမကစကားဆိုတယ်လို့မပြောနဲ့နော်အသေးရဲ့နှခမ်းလွာကိုလေနှီးစီအောင်ပြေးတဲ့နှခမ်းလေးလို့လူတကာကတင်စားတယ်လို့အတင်စားမခံနိုင်ဘူးရှင်ရဲ့သိရလားအသေးရဲ့နှခမ်းကမောင်အသေးသားရဲ့အသွေးလူပါမောင်ရဲ့နော်မောင်နော်ဒီ
ခါပကြီးဆရာချစ်သူစကားပြန်ကြမိတော့သူ့မှမချီပါနှခမ်းလွာကိုသေချာကြည့်မတူတဲ့အကြောင်းမှာသူ့အသေးလွာအသွေးနဲ့ခြေကရင်မှတူမဲ့ထင်ရှားသူ့အသေးကိုဟောက်သွေးပေါက်ကိုယူစုတ်တန်နဲ့ချေရင်နှခမ်းလွာလေးလှလိုက်တာတဲ့အော်သူ့တော်သူ့မှာအသက်ဆုံးမိုက်လုံးကြီးတဲ့ပကြီးဆရာ